ဟိုရက်တည်းကခါနာလို့အိမ်ထဲတွေအောင်းနေရတာကြာတော့တာမင်းနှစ်ယောက်အညောင်းမိနေအဲ့ဒါကြောင့်မို့အခုကတောင်းလာတက်တာကိုယ်အိမ်သားလေးရပါပဲကားဆိုရင်တော့2မိနစ်3မိနစ်ပေါ့လူလန်းလျှောက်လာရင်တော့5မိနစ်6မိနစ်ကြော်တော့ရှောက်ရမယ်ထင်တယ်ဒီမှာလေဒီလိုပြောမလို့စိမ့်ဆူဆူနဲ့အနားယူပန်းဖြေတဲ့အဲ့လိုလူတွေလေးချင်းငယ်လုပ်တဲ့နေရာလေးတွေတော်တော်များတယ်ဘာဖြစ်တယ်တသားဘတ်တာဖလိုင်းတေသွားပြီတက်လေသားအပေါ်ရောက်တော့မှာတော့ကြပြားလေးဆိုပြီးတက်ကြမယ်နော်တက်မလားကြပြားဆိုပေးရမလားဒီတိုင်းပဲတက်မလားမပေးနဲ့လားပေးလားโอเคအဲ့ဆိုဒီတိုင်းပဲတက်တော့ဒါဆိုမမေတက်နေပြီနော်အမလေးဟမ်အာမတက်လို့ဒုသားမီးမြောက်ဘိုက်ပူတွေဖြစ်နေအဲ့ဒါကြောင့်လမ်းလာလျှောက်တာလीလာမောတယ်ဟဲ့မလာတာကြတော့မောတယ်ကဲရောက်ပါပြီသားရဲ့ဒီကဟိုဘက်ကျတော့နည်းနည်းဒီတိုင်းမြေသားလမ်းလေးပေါ့ညာဘက်ဘေးမှာကတ်လျှောက်နော်ဘယ်ဘက်ဘေးကတ်လျှောက်ကြောက်ထက်ပြုတ်ကြမယ်ဒလိမ့်နဲ့ကြောပွေးလွယ်ရမယ်အဲ့ထဲမှာတသားစားတဲ့ဟာတွေပါတယ်ကြောပွေးလွယ်တသားသူ့ကိုတသားရဲ့အဲ့အယုတ်တွေယူလာတော့ရှုံနေရပဲဟမ်နောက်ဆုံးတော့ကိုယ်ပဲပြန်ကြဟိုညာဘက်ကိုကတ်လျှောက်သားကြောက်ထဲပြုတ်ကြမလို့ဟိုမှာဒီကြောက်ထဲဒလိမ့်နဲ့ကြာသွားအောင်မတင်ငုတ်တွေညာဘက်ကိုကတ်လျှောက်ဟောတယ်ကဲခဏရထားလိုက်အောင်မယ်နော်တောင်ပေါ်ရောက်မှပြန်ပြမယ်နော်ညာဘက်ကတ်လျှောက်သားလာဗာမရှိဘူးအဲကြောက်ခဲတွေတန်နေစူးမှာပဲကြောက်ရတာလာဗာမရှိဘူးလာဗာဆိုတာဟိုသူကစားနီးပေါ့နော်ချော်ရည်တွေပေါ့မရှိဘူးတော့ညာဘက်ကိုကတ်လျှောက်လာတလာမယ်ငါသားလေးရှေ့ရတော့ပြုတ်ကြကြံခဲ့မယ်တော့ကြတော့မင်းမသိပဲနေလိမ့်မယ်တော့တားရှေ့ရတော့တက်ရောက်တော့မယ်ကဲဒါလေးတစ်ဆင့်တက်ပြီးရောက်ပါပြီဟဲ့ရိုင်းနဲ့โอเคဆရာကြီးတားလောက်တာသူဓာတ်ပုံမရိုက်ပါနဲ့โอเคတော့ဟိုမှာတောင်ပေါ်ရောက်ပြီတော့โอเคကဲဒါလေးကတော့တောင်ထက်ရောက်ပါပြီတိတ်တော့မမြင်ပါဘူးဒီကနေပြီးတော့ဟိုကိုယ့်ရဲ့မြို့ဒေါင်းလေးပါလေးနဲ့လမ်းမြင်ရတယ်ဒါလေးကလေဟိုတိရွက်ကြွေချိန်ကြရင်အရမ်းလှတယ်တပြင်းလုံးအဲ့လိုအနီဝါလေးတွေရောထားတဲ့အယောင်လေးပေါ့ဒီချိန်ကတော့တာမန်ပဲဒီနေ့မိုးအုံနေတာပေါ့နော်4ချိန်ကြရင်တော့အရမ်းလှတယ်ဟိုတိရွက်ကြွေချိန်ပေါ့ကိုကတော့ဒီတိုင်းပဲအုံမိုင်းဖြစ်နေတယ်